ဒီဗီဒီယိုလေးမှာတော့ကွန်ဒုံအကြောင်းအနေနဲ့ပြပြချင်ပါတယ်။ကွန်ဒုံမှာအမျိုးသားသုံးကွန်ဒုံနဲ့အမျိုးသမီးသုံးကွန်ဒုံဆိုပြီးနှစ်မျိုးရှိပါတယ်။အမျိုးသားသုံးကွန်ဒုံကိုအသုံးပြုတဲ့အခါမှာလိမ်လည်မှုဆွဲရပါတယ်။အမျိုးသမီးသုံးကွန်ဒုံကိုတော့မွေးလန်းချောင်းအတိုင်းအန်ကြအောင်ထည့်ပြီးပြန်ထုတ်ရလွယ်အောင်အဆုံးတစ်ဖက်ကိုမိမ့်မကိုအဝါမှာထားပြီးအသုံးပြုရပါတယ်။ကွန်ဒုံဟာအတူနေတဲ့အချိန်မှာအမျိုးသားစီကထွက်လာတဲ့တုပ်ရည်တွေကိုစုသိမ့်ပြီးအမျိုးသမီးကိုယ်လည်းမရအောင်တားလိုက်ခြင်းအပြင်တတိတားပေးပါတယ်။ဒါအပြင်ကွန်ဒုံဟာHIV နဲ့အခြားလိမ်မတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်သမီးသားတွေကနေအိမ်နောင်တွေအထိကွန်ဒုံသုံးဖို့သင့်တော်ပါတယ်။ကွန်ဒုံတွေဟာမတူညီတဲ့အရွယ်အစားအယောင်အသားရနက်အမျိုးမျိုးတို့နဲ့လာပါတယ်။အတူနေတဲ့အခါမှာပိုပြီးစိတ်ကြည်နက်မှုရစေနိုင်ပါတယ်။ကွန်ဒုံတွေဟာရေတူတရေတားနေဖြစ်တဲ့အတွက်တိတ်မကြခင်မှာကလေးယူဖို့အစီအစဉ်မရှိသေးဘူးဆိုရင်တော့နှစ်ရှည်တားနိုင်တဲ့သားဆက်ချနီလန်ကိုစဉ်းစားသင့်ပါတယ်။ဒါမှမဟုတ်ပိုပြီးစိတ်ချရအောင်အခြားတရေတားနေတစ်မျိုးမျိုးနဲ့ကွန်ဒုံကိုတွဲပြီးသုံးနိုင်ပါတယ်။ကွန်ဒုံတွေသုံးရတာဟာအဆင်ပြေပေမဲ့မှန်မှန်ကန်ကန်သုံးမှသာထိထိရောက်ရောက်ကာကွယ်နိုင်မှာပါအမျိုးသားတွေဟာကာမဆန္ဒမပြီးမြောက်ခင်မှာလဲတုပ်ရည်တွေထွက်နိုင်တဲ့အတွက်ကာမဆက်ဆံနေတဲ့အချိန်အတွင်းမှာမှကွန်ဒုံကိုဝတ်မယ်ဆိုရင်တော့ကာကွယ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုယ်ဝင်မရအောင်ကာကွယ်ခြင်းနဲ့ဆိုရင်တော့အစခံနဲ့အဆုံးထိကွန်ဒုံကိုဆွတ်ထားဖို့လိုပါတယ်ရိုးရိုးစီကိုကွန်ဒုံမှာသုံးမယ်ဆိုရင်ကွန်ဒုံကိုပေါက်ပြဲသွားစေနိုင်ပါတယ်ယုံကြည်စိတ်ချရတဲ့ချောစီတွေကိုတော့စီးဆိုင်တွေမှာဝယ်ယူလို့ရပါတယ်အတူနေစဉ်အချိန်အတွင်းမှာကွန်ဒုံပေါက်ပြဲသွားခဲ့မယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသတိုင်ပင်ပြီးယောဂပိုးဝင်ရောက်မှုရှိမရှိစစ်ဆေးသင့်ပါတယ်။ဒါအပြင်အရေးပေါ်တားဆီးကိုပါအတူနေပြီး9ရက်အတွင်းအသုံးပြုသင့်ပါတယ်။အသုံးမပြုခင်မှာကွန်ဒုံနဲ့အိတ်ခွန်ပေါက်ပြဲခြင်းရှိမရှိနဲ့သက်တမ်းကုန်ဆုံးရက်တို့ကိုစစ်ဆေးခြင်းဟာလည်းကာကွယ်မှုအာနိသင်မပြတ်အောင်ကူညီပေးပါလိမ့်မယ်။ကွန်ဒုံကိုအသုံးပြုဖို့အမျိုးသားမှာကောအမျိုးသမီးမှာပါတာဝန်ရှိရဆိုတာသတိရပါ။ကောလာဟာလာတွေနဲ့ပတ်သက်ပြီးရှင်းပြရမယ်ဆိုရင်တော့ကွန်ဒုံနှစ်ထပ်သုံးတာဟာပိုပြီးစိတ်ချရတယ်လို့အချို့ကထင်ကြပါတယ်။ဒါဟာမှားပါတယ်။တကယ်တော့ကွန်ဒုံနှစ်ထပ်သုံးတဲ့အခါတစ်ခုနဲ့တစ်ခုအပြန်အလှန်ပုတ်တိုက်မိပြီးပေါက်ပြဲစေနိုင်ပါတယ်။နောက်တစ်ခုကတော့ကွန်ဒုံဟာခန္ဓာကိုယ်ထဲမှာမပြောက်သွားနိုင်ပါဘူး။မိန်းမကိုဟာသေးငယ်တဲ့တီးသန့်အစိတ်ပိုင်းတွေဖြစ်တာကြောင့်ကွန်ဒုံဟာခန္ဓာကိုယ်ရဲ့အခြားနေရာတွေစီကိုမရောက်သွားနိုင်ပါဘူး။အကယ်၍ကွန်ဒုံဟာလိင်ငံကနေကျွတ်ပြီးမိန်းမကိုယ်ထဲမှာကျန်ခဲ့မယ်ဆိုရင်တော့လက်ချောင်းကိုတုံပြီးပြန်ဆွဲထုတ်လို့ရပါတယ်။ကွန်ဒုံသုံးတာဟာမသုံးတာနဲ့တော့ခံစားမှုမတူနိုင်ပါဘူး။ဒါပေမဲ့ကွန်ဒုံဟာအမျိုးသားကိုပိုပြီးကြကြဆက်ဆံနိုင်အောင်ကူညီပေးနိုင်တဲ့အတွက်မဆိုးလာပါဘူး။ဒါအပြင်ကိုဝင်ရသွားမှာကိုစိတ်ပူစရာမလိုတာကြောင့်ပိုပြီးစိတ်ကျေနပ်မှုရစေမှာပါ။အကယ်၍သင်ဒါမှမဟုတ်သင်ရဲ့လက်တွဲပေါ်ကကွန်ဒုံအကြောင်းဒီထက်ပိုပြီးသိရှိလို့ရဆိုရင်တော့နှွေးထွေးပြူငါတဲ့ Maristos မြန်မာကိုဆက်သွယ်ပြီးအိမ်အောင်ရေးဆိုင်ရာသိလို့ဖို့အကြံပြုချက်များကိုယုံကြည်စိတ်ချစွာမေးမြန်းတိုင်ပင်နိုင်ပါတယ်။